အားလုံးပဲမင်္ဂလာပါရှင်ဒီထဲမှာမှတ်လိုက်ပေါ့နော်မှတ်လိုက်မျိုးကဒီကလေးရဲ့အညာမောင်တွေကိုအားပေးခြင်းတဲ့သူကြည်လားမှတ်လိုက်မျိုးကဆိုလို့ရှိရင်เนาะခင်လေးကဒီမဲ့မနှက်ဖြန်ကြရင်တူတော့ဒီမောင်ဝမ်းခွဲပေါ့နော်မောင်ဝမ်းခွဲဒီဘွဲယူလာမှာပေါ့နော်အဲ့ဒါကြောင့်မလို့ရွာဘက်ကကားတင်ပေးရမယ်ဆိုလို့ရှိရင်ဒီလိုချင်လို့ရှိရင်ခင်လေးရဲ့ဖုန်းနံပါတ်ခွင့်ရှင်ကလေးရှိခွန်ကိုမေးပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်เนาะဒီမှတ်လိုင်းဘက်ကဆိုလို့ရှိရင်ခင်လေးရဲ့အကိုပေါ့เนาะအကိုကဆရာဖြစ်တဲ့အတွက်ကဒီပေါ့เนาะသူ့ကားလေးနဲ့ထည့်ပေးမှာဖြစ်ပါတယ်ရှင်ကဲငွေတပြားမှကြိုလွဲစရာမလိုဘူးเนาะဒီပစ္စည်းရောက်မှငွေရှင်းပါရှင်ကဲမှတ်လိုင်းဆိုရင်တော့နည်းနည်းလေးဒီပေါ့เนาะမှတ်လိုင်းဘက်ကိုပို့ပေးမှာဖြစ်ပါတယ်အဲ့ဒါမျိုးလိုအပ်တယ်ဆိုလို့ရှိရင်ခင်လေးရဲ့ဖုန်းနံပါတ်မှာအသေးစိတ်မြင်ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်ကဲမနက်ဖြန်တရက်ထဲเนาะမနက်ဖြန်ပေါ့เนาะမနက်ဖြန်နေလဲလာရတယ်နောက်ရက်တွေလဲပေါ့เนาะကလေးနောက်2ယောက်ရှိသေးတယ်ဒါကြောင့်မလို့မလိုင်းဘက်ကသူတွေရဲ့အတားချက်ကအခုပေါ့เนาะစိတ်ချယုံကြည်နဲ့ငွေကြိုလွှဲစရာမလိုဘဲနဲ့မှာယူလို့ရပါတယ်ရှင်ကဲကျေးဇူးများကြီးတင်ပါတယ်ဒီမလိုင်းဘက်ကအားပေးခြင်းနဲ့ဆိုရင်เนาะအခုချက်ချင်းလာပြီးတော့မှာလိုက်ပါရှင်ကဲကျေးဇူးများကြီးတင်ပါတယ်เนาะ